ဝိသုဒ္ဓကရောက်လာတယ်လို့သာပြောတာခန္ဓာရဲ့ဖတ်တော့မှကုမေတော့ तू ကဥဝဏိတာကိုသွားပေးထားတာလေဒါချိတ်ပိတ်ထားတာတပြည့်တော်ကြီးကဖတ်ခါနီးမှရောက်လာဖတ်ကြည့်လိုက်လို့ရှိရင်နည်းနည်းပါးပါးဒါခွဲထုတ်ရမယ်ဆိုတော့နည်းသိရတာပေါ့ရောသွားတာတော့ခုလည်းကောင်းပါတယ်ကောင်းတယ်ဟုတ်တယ်ဟုတ်ကိုကမတင်လို့သိသွားတာပေါ့ဒါတော့ပိုးပြတ်နေတယ်အဲ့ဒီအဖြေကိုသိချင်ကြတာဟုတ်တယ်တုံးပြချက်ကိုသိချင်ကြတာရှင်းပြတဲ့ဒေတာကြီးကတော့ပြင်ပြီးမှတော့ရောက်လာမှဆိုတော်တော်ကောင်းတာလို့ဟိုငရင်လှုပ်သွားတော့ကျေးဇူးတရားတွေတော့အောင်မရဘူးငရင်တော့ရှေးရိုးကြီးအခုကျတော့လှုပ်ထားတာပြနောက်က3,400,000ကုန်နေပြီတဲ့မပြီးသေးဘူးကွာတမနောက်ခံတွေကတော်တော်ကောင်းတာကိုနန်းတော်တွေကပုံစံမျိုးအကွက်ကြီးတွေနဲ့ခင်မိတာပေါ့ဘူးကတော့လှုပ်တာမှန်ပါလေဒေတာကြီးကမှန်3,400,000ကျော်ကုန်လာဘူးပြီးသေးဘူးဗီယက်နမ်ကတခါတွေအဓိကဘူးကွာစံချောင်းကတော့ရွှေ့ထားတာဘယ်တော့လောက်လို့ပြောရတယ်ပေါ့ဒါရပြန်ဘယ်နေ့တော့ဒီကရန်ကုန်ငါးလေးပြန်ပြန်ဟောဓမ္မဓမ္မဟောပြန်အောင်မပြအောင်မပြန်မပြန်ဘူးလေဒီကလည်းဘူးလေဟုတ်တယ်ဒီကတော့အမိုးပဲရှိတော့ပေါ့နော်အဲ့လိုတော့နည်းနည်းပူတာပေါ့ဒီလိုအောက်ထပ်လိုဟာမျိုးဆိုနေအေးမှာဟုတ်တယ်ပူလည်းပြရံကွာတမပူလိုက်ရလားဟုတ်တယ်ဘယ်တော့ဧပြီလထဲမှာပြန်လာတယ်ဟောဒီမှာ